အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါရန်ကုန်မှာပဲလားဟုတ်တယ်ကျွန်တော်ရန်ကုန်မှာပါပဲအားလုံးပဲဝက်ရှော့ရောက်နေရလားမဟုတ်ပါဘူးဝက်ရှော့မဟုတ်ပါဘူးရန်ကုန်မြို့ရဲ့တနေရာမှာပေါ့ကိုလင်းရေးတဲ့4နဲ့9ကညနေနောက်ဆုံးဖြစ်နေပြီနော်တဲ့ကျွန်တော်4နဲ့9ကဘယ်တော့မှပေးမိလို့ဒီနေ့အင်္ဂါနေ့ပေးမိလို့လားအင်္ဂါနေ့ကိုကျွန်တော်4နဲ့9ပေးမိလို့လားဘာလျှောက်ပြောရမလဲခုမှတရင်တို့တင်နေဘာလျှောက်ပြောနေ4 9ကဘာဒီနေ့နောက်ဆုံးနေပါပြီပြောနေဘယ်တော့မှ4 9ပေးလို့နောက်ဆုံးအဲ့ဒါမနေ့ကတနင်္လာနေ့ကကိစ္စလေအားလုံးပဲမင်္ဂလာပါရှိတဲ့နေကင်းလေးကတော့ပိုင်ဆိုင်သွားပြီအဖွဲ့ဝင်တွေငါးနဲ့ပတ်သက်တဲ့ကဏ္ဍလေး၃ခွက်ကိုထပ်ပြီးတော့ထိုးပေးလို့ရတယ်နော်ကဲကျွန်တော်ရဲ့ဒါတာဝန်ရတော့ခြေသွားပြီနော်ကျွန်တော်ရဲ့တာဝန်ရတော့ခြေသွားပြီပေါ့နော်အဖွဲ့ဝင်တွေနော်အင်္ဂါမကြော်ပဲနော်အင်းသားကြီးပေါက်ပြီးဟာတယ်ပေါက်လို့ပဲပေါက်မှဖြစ်မယ်လေ9-3ညဝိုင်းချင်းနဲ့လေနော်9-3ညဝိုင်းချင်းကင်လိုက်တယ်ဆိုတော့အဖွဲ့ဝင်တွေဘာလို့တင်နေသိရမလားအကွာတော်ဆူတာပဲကွာဘာကြီးလဲနောက်ညှိနေရနှစ်ရက်အတွင်း၄-9ချင်းဆိုတဲ့အဲ့ဒါအိပ်ပျော်နေလို့ဖြစ်လိမ့်မယ်နှစ်ရက်အတွင်း၄-9ချင်းတော့တခါမှမပြောဘူးသူကအာယုံမဲကွာဒီနားလာကားလာပြီးတော့ခင်ထားဝင်လာမယ်ဘယ်သူတွေနောက်ကျနေလဲကဲအဖွဲ့ဝင်တွေရတော့ဒါကျွန်တော်ဒါအင်္ဂါနေ့မှာလုံးဝကြောက်ကြမယ်ဆိုတော့ဝမ်းကြီးနဲ့နော်မဟုတ် sorry အင်္ဂါမကျော်ဇာတို့ပတ်သည်နော်ကျွန်တော်အလုံးနဲ့ပြသက်သေးပြလိုက်ပြီနော်သူများတွေဗုဒ္ဓမကျော်ခေါ်တဲ့အချိန်မှာကျွန်တော်ကိုလင်းကအင်္ဂါမကျော်ခေါ်တာနော်အလုံးနဲ့ပြန်သက်သေးပြလိုက်တယ်နော်ဟာလာဖြစ်နေပြီပေါ့ဒီနာကားတစ်စီးကဘုံမင်းနေပြန်ပေးလိုက်ပါပြီ comment
ကဲဘယ်သူတွေရှိကြလဲဘယ်သူတွေရှိကြလဲနေလိုက်ခဲ့ဒါ85နော်93ကြောင့်ဝန်းကျင်နဲ့85ပါတယ်နော်ကျွန်တော်ရဲ့ဒါစိန်မာဇာကြီး168ညိတယ်နော်အဖွဲ့ဝင်ဇာတိုးတနင်္လာအင်္ဂါ2ရက်မှာပဲလုံးဝထွက်အောင်စိုက်စူးစမ်းထားတယ်ဆိုတဲ့စိုက်နော်ပြန်လှုပ်ပြီနော်ကိုလင်းမှာပဲပေါ့နော်နောက်တစ်ပတ်တွေလည်းစူးစမ်းပေးပါအောင်မယ်အခုလိုမျိုးအင်္ဂါမကျော်လေးကိုပဲနော်စူပါရေးတဲ့လာပြီကိုကြီးဟုတ်ကဲ့ပါမင်္ဂလာပါကိုကြီးရောက်ပါတယ်မင်းလာမလားငါလာရမလားတဲ့မလာနဲ့ကျွန်တော်မအားဘူးဗျာကျမ်းမာရေးကိစ္စလေးနဲ့ရောက်ကမဆေးုံတက်နေရတာလာဆောင်နေရတယ်နော်ဦးမကျော်လေးကဆက်လိုက်ရအောင်မလားကိုလင်းဆရာဒါဗုဒ္ဓဦးမကျော်ဒါနေလိုက်သမားကိုပေးထားလေချိုင်းနေတဲ့သူလိုက်ပေါ့နော်ဒါတော့ဗုဒ္ဓဦးမကျော်ဒီတနေ့ကအင်္ဂါ site ကိုတော့ဒါကျွန်တော်ဖွဲ့ဝင်တွေကိုပဲကျွန်တော်ပေးတာနော်တနေ့ကအင်္ဂါ site ကိုလည်းကျွန်တော်ဖွဲ့ဝင်တွေကိုပဲကျွန်တော်ပေးတာတင်ကွက်ကလေးထွက်ရင်ကောင်းပါပဲတဲ့ဖွဲ့ဝင်သက်ပါထွက်မှာပါcomment ရွေးဖတ်တာလား comment ရွေးဖတ်တာမဟုတ်ဘူးတွေးတဲ့ comment ကိုဖတ်ပေးတယ်ဒီရှစ်မွေးကနန်းရှိတယ်ဟုတ်တယ်ကဲဝင်လာမယ်ကျွန်တော်တို့ဒါတနင်္လာအင်္ဂါနေ့ညနေ4 နာရီခွဲလေးထွက်သွားမယ်နော်ပဲဝင်လာမယ်ဝင်လာမယ်ခင်ဗျာဝင်လာမယ်ကဲဘယ်သူတွေနောက်ကျနေလဲခါကြီးရဲ့စေတနာကောင်းရင်ကံကောင်းတယ်ဟုတ်ကဲ့ပါကိုလေးပဲရောက်နေလဲဆိုကျွန်တော်ရန်ကုန်ရောက်နေပါတယ်ကဲဝင်လာမယ်ကျွန်တော်ဒါအင်္ဂါနေ့ညနေ4 နာရီခွဲလေးထွက်သွားမယ်ထပ်ပြီးတော့နော်ကြောက်လို့ရုပ်ဖြတ်ထားတာလားကြောက်လို့ငါပုံစံကြောက်တဲ့ရုပ်ပေါ်လို့လားအေးရောသားမင်းမစေလို့အုတ်ထုတ်ကိုစောင်းလာတာဩဒုက္ခပဲမင်းတို့ရန်ကုန်ကစောင်းရမ်းပူတွေနော်ဒုက္ခပဲရုပ်ပြတ်ထားရအောင်ဖမ်းလို့လိုက်သေးတယ်နော်မင်းတို့စေးုံစေးကန်းလာတယ်ဆိုတာပါလေဟိုပျော်ပွဲသားထွက်လာမဟုတ်ဘူးလေသားရဲ့ငါရုပ်ကကြောက်တဲ့ရုပ်ပေါ်လို့လားပေါ်တင်မဲ့သွားနေဘာဖြစ်လို့လဲကြောက်လို့ရုပ်ပြတ်ထားလားမလို့နဲ့သွေးရှိရင်ပြင်မှာတွေးလို့ရကြိုက်တဲ့ကောင်ဟုတ်ပြီနော်နောက်နဲ့မနောက်နဲ့အေးဆေးနေကဲဝင်လာမယ်ဘယ်သူတွေနောက်ကျနေတယ်ညနေလေးကောင်းတဲ့ကိုလင်းရေးတယ်ဒါတော့ကိုကျွန်တော် free ပတ်သေးနေနဲ့ဇာတို့လေးပေးထားတယ်နော်ကျန်နေတဲ့သူကကစားကြီးပေါ့တို့ကိုလင်းတနာပါတယ်တဲ့ကားပေါ်မှာလိုက်လွင်ပါလားဟာကားအခုကရက်ထားတာကားပါကေကနေဘူးထဲမှာဆိုတော့ကားထဲဝင်နိုးစီကော့ထဲဝင်လို့ပြတ်သွားလိမ့်မယ်နော်အားကြောင့်ကျွန်တော်နေရိတ်တဲ့တပိတ်အောက်ကနေကျွန်တော်လိုက်လွင်ပေးတာပါစေုံထဲမှာလွင်လို့မကောင်းဘူးများစကားကြည့်ချင်ပြောလို့မကောင်းဘူးရန်ကုန်စေးုံကတဲ့ငါဝိုင်းမပိုင်မျက်နှာသိလိုက်တာဟုတ်တယ်လေနေရာတိုင်းမှာအခုကပတ်စံချင်းကြိုက်တာလုပ်လို့ရတယ်ဟုတ်တယ်မလားစေးုံစေးကန်းနေရတော့ပြီးတဲ့အတိုင်း
ရွှေတောင်ကြားရောက်နေလို့ပြောလိုက်မလို့နဲ့ရွှေတောင်ကြားမှာရေတွေမြုပ်နေတယ်ဟိုရက်ကရှေ့ရက်ကရွှေတောင်ကြားလည်းမကြိုက်ဘူးပေါက်တဲ့သူတွေဝမ်းသာပါတယ်ပေါက်တဲ့သူတွေဝမ်းသာပါတယ်ကဲဝင်လာမယ်ဘယ်သူတွေနောက်ကျနေလဲထိုင်းမှာလာကူပါလားကူလင်းရေထိုင်းတော့မလာပါဘူးဗျာရောက်ပါတဲ့စားတော့မပြောင်းဘူးမင်းလာမလားငါလာရမလားမလာနဲ့ကျွန်တော်လည်းမအားဘူးဩကဲဝင်လာမယ်ဘယ်သူတွေနောက်ကျနေလဲနော်ကျွန်တော်ဒါအဖွဲ့ဝင်တွေကိုဒါကျွန်တော်ဒါအင်္ဂါမကျော်ကျွန်တော်ကဇာတိုးပတ်တီးပေါ့နော်သူများတွေကတော့လက်ရှိ line မောင်တွေမှာဗုဒ္ဓဟူးကျော်ပဲပေးတာပေါ့ကျွန်တော်အင်္ဂါမကျော်နဲ့သွားနေတယ်နော်ဒီဘက်တော့ဒါလုံးဝ okay မှာဆိုပြတယ်အဲ့ဒီ site ကဒါမိတ်ဆွေတို့ကျွန်တော်ပေးနေကြ site ပဲလေအင်္ဂါမကျော်ဆိုတဲ့ site ကဒါပေမဲ့ရှေ့တစ်ဘက်ကကျတော့နောက်ကျသွားတယ်နော်ဒီဘက်ပြန်မှန်နဲ့နောက်တစ်ဘက်လည်းမှန်အောင်ပါပဲအင်္ဂါမကျော်ပဲကျွန်တော်သိတယ်နော်ဒါနဲ့လားအင်္ဂါနှစ်ရက်တည်းကြတော့ဗျာလိုက်ကရဲ့လူကပေါက်ရင်လည်းမြက်မယ်နော်ပေါက်ရင်မြက်ထွက်လာရင်မြက်ကိုမြက်ရမယ်အရှုံးမရှိဘူးနော်နောက်ကျပြီးထွက်ရင်ပတ်တီးကရှုံးတယ်အရင်တော့မရကြုံတခါကြရနော်အဲကြောင့်ကျွန်တော်ကစူးစမ်းထားတာဒီနေ့အင်္ဂါနှစ်ရက်တည်းမှာပဲဇာတို့ထွက်အောင်စူးစမ်းပေးထားတာပါနော်အဲ့ညဝန်းကျင်တချောက်ရှင်းနဲ့ကတာပေါက်တယ်ညီတဲ့ဒါကတော့မိတ်ဆွေတို့ဒါတင်ထိုးရမယ်ကနန်းလို့တော့ပုံနဲ့မိုက်သေးတယ်လေစိန်မာစာကြီးနဲ့9-3ညဝန်းကျင်နဲ့ကတ်လိုက်ရင်ကိစ္စပြတ်နေပြီကိုလည်းကိုယ့်ဘက်ကိုညံရှိသလိုသုံးကြပါဦးနော်ရှင်ငါ့ကို9သိန်းမိုးရတဲ့ရောက်ပါရဲ့ဝမ်းသာတယ်ဗျာကိုတတ်တန်ဆိုဝမ်းသာတယ်နော်နောက်တစ်ပတ်ကိုလည်းအဲ့လိုမျိုးစောစောလေးထွက်အဲ့တနင်္လာအင်္ဂါမှာထွက်တဲ့ site ကနေပဲကျွန်တော်ပေးမှာပါနော်ကျွန်တော်ဖို့ဝင်နေရတော့ဒါကျွန်တော်တာဝန်ကြားရဲ့လုပ်ဖြစ်တဲ့အတွက်မလို့ကျွန်တော်နောက်ကျရင်တော့ကျွန်တော်အလကားပြန်ပေးမဟုတ်ဘူးနော်နောက်ကျပြီးထွက်ရင်တော့ကျွန်တော်အလကားပြန်ပေးတယ်တာဝန်မှုတာဝန်ခံမှုကတော့အပြည့်နဲ့ပဲလုပ်ပေးတယ်သူများတွေဗုဒ္ဓဦးမကျော်ပေးတဲ့အချိန်မှာကျွန်တော်တနင်္လာအင်္ဂါ2ရက်စာခေါ်တာအဖွဲ့ဝင်ရနော်ဇာတို့တနင်္လာအင်္ဂါ2ရက်စာတော့ခေါ်တာဗုဒ္ဓဦးမကျော်ခေါ်တာမဟုတ်ကျွန်တော်အင်္ဂါမကျော်ခေါ်တာကဲဝင်လာမယ်ဘယ်သူတွေနောက်ကျနေလဲโอเคပါ PTA နာမည်ခေါ်ပေးလိုက်ပါပြီဗျကဲဝင်လာမယ်ခင်ဗျာဝင်လာမယ်ဘယ်ကနေကိုးချတာလဲအဲ့မင်းမြက်ဆိုတဲ့တယောက်ကဘာဖြစ်နေရလဲလို့မင်းမြက်တယ်ဘယ်ကခိုးချတယ်အဲ့ကနန်းချပေးတဲ့ကောင်ကငါ့ကိုပြောတာပဲကနန်းချပေးနေတယ်မင်းတို့လူများခေါ်တယ်ပါစက်ကင်မဟုတ်လားစက်ကင်ကငါတငယ်ချင်းအဲ့သူရှိရပဲခိုးချလိုက်တာပေါ့နော်ဟုတ်ပြီလားအုံနောက်မရှိရင်ထမင်းပြောင်းစားကြည့်အုံနောက်ရှိလာလိမ့်မယ်နော်မင်းမြက်ဆိုတဲ့တယောက်မင်းပုံစံကြီးကထမင်းစားတာမဟုတ်ဘူးထင်တယ်ထမင်းလေးပြောင်းစားကြည့်လိုက်နော်ဟုတ်ပြီလားမန်လေးဖတ်ပေးပါဦးနဲ့ငါးလောက်မို့ရတယ်ဟုတ်ကဲ့ပါဝမ်းသာပါတယ်ပေါက်ကြီးတွေတော့ကျွန်တော်မဖတ်တော့ဘူးလေဗျာနော်တောင်းသားတွေကမနာလို့စိတ်များတယ်တဲ့ဘောတရားမနာလို့စိတ်များတာမဟုတ်ဘူးလေအုံနောက်ကသူတို့ထွက်လာတဲ့စကားလုံးကြည့်တွေကအတိညာအတိဘယ်လိုပြောရမလဲထမင်းစားတာနဲ့ထမင်းမစားတာကွာတယ်ကြည့်တွေအဲကြောင့်ထမင်းလေးပြောင်းစားကြည့်လို့နော်ထမင်းလိုက်ကျွေးမဲ့ရောက်ပါရေးတဲ့ဘယ်နေ့ပြန်မလဲငါရန်ကုန်လာခဲ့ရမလားမလာနဲ့ကျွန်တော်မအားဘူးဆေးရုံတော့ကျွန်တော်ခွာလို့မရဘူးနော်ကျေးဇူးတင်ပါတယ်ကိုတတ်တန်ဆိုဘလင်းလိုရရင်ပြောတော့အန်ဒီတို့ကဆေးရုံနဲ့နီးတယ်ဟုတ်ကဲ့ကျေးဇူးပါဘွားဝင်ရထွက်သွားပြီဘာဆော့ရမလဲကိုလင်းရေးနေတိုက်လိုက်ဆော့ပေါ့
98ကိုတဲ့3-4ကလောက်မပြောလို့ထိုးလိုက်တာဟုတ်တယ်နော်အဲ့ဒါကျွန်တော်ကနန်းထထတော့ကျွန်တော်ပြောနေသေးတယ်ညာမမိလာတော့မသိကျွန်တော်98ကိုမှားတာလေကနန်း98ကိုလေမှားပြီးပြောတာအဲ့ main တင်ခွက်ဆိုတဲ့နေရာမှာ91ကဲ48ကဲပြောတာဟုတ်92ကဲ48ကဲကိုကျွန်တော်98တည်းပဲអော်တာညာမမိလားညာမမိလားတော်တော်တိတိတသားကြီးဟိုဘယ်လိုပြောရမလဲကျွန်တော်ရဲ့ဒါပြောမဲ့ဆိုတမာတွေကနှကောင်းနှမျက်တွေရပေါ့ကျွန်တော်စောင့်ရှောက်နေတဲ့လူတွေကနော်ခလေးမှမဟုတ်တာဗျာမားနေအောင်ဒါမဲ့ထက်ကမားတာနော်ညာထက်ကမားတာပြန်သားထောင်ကြီးလိုက်ကိုညာကျွန်တော်လိုက်တင်ပြီးတော့ကျွန်တော်တွေဟာငါဒီကနန်းများထွက်မလို့မသိဘူးမားပြောတာမှဘိန်းတင်ခွက်က52ကဲ48ကဲ91ကဲ48ကဲနမိတ်ပြတာကိုလင်းအဲ့တော့ပြထက်ကတကယ်မပြောတာညာတကယ်ညာ91ကဲ48ကဲကိုကျွန်တော်98တေးပဲအော်နေမင်းတင်ခွက်လိုက်ကြပါနော်ခဲဝင်လာမယ်ဘယ်သူတွေနောက်ကျနေလဲဟုတ်တယ်တဲ့ခဲဝင်လာမယ်ခင်ဗျာဝင်လာမယ်ကျွန်တော်တို့အင်္ဂါနေ့ညနေ4 နာရီခွဲလေးတွေ့သွားကြမယ်ဗျာနော်ကျွန်တော်လိုက်တော့ခဏလေးပဲလွှင့်လိုက်တော့မယ်ဗျာဘာလို့လဲဆိုတော့ဖုန်းကလက်ကကင်ထားဆိုညောင်းနေဗျာဟုတ်ကဲ့ပါကိုတက်တန်ဆိုရေပသိမ်ရောက်မှသာဖုံးဆက်ဗျာเนาะကျွန်တော်အခုလောလောဆယ်မအားလို့ဗျာเนาะချင်မန်းသိပါတယ်2000နဲ့9500ဘူးရတယ်တဲ့အဖွဲ့ဝင်ဟောင်းမှာကျေးဇူးပါကိုလင်းရေးတဲ့မမိတယ်တဲ့မပြောတာကိုသေချာမှတ်ပြီးလိုက်ထိုးတာတဲ့မရဘူးလေเนาะမရဘူးတရဏဂုံကမရဘူးတရဏဂုံကသူကတော့အဲ့လိုပဲတော့ယုံကြည်မှုကအဓိကဆိုတော့နော်ကဲကျွန်တော်ကနန်းလေးပြောလိုက်တော့မယ်နော်အားရတဲ့ဆေးရုံမှာလာဟုတ်ပါတယ်ဖွဲ့ဝင်ဟောင်းပါတဲ့အောင်ပါပြီဟုတ်ကဲ့ပါအဲဒါကြောင့်ကိုလင်းကိုလက်မလွတ်နိုင်တာတဲ့ဟုတ်ကဲ့ပါနောက်ကပြောချင်တာတခုကတော့ဒါကျွန်တော်အဖွဲ့ဝင်တွေကိုကျွန်တော်ဒါဒီဘက်ဆိုရင်တစ်စေးနောက်ကျသွားတာတော့ကျွန်တော်အဖွဲ့ဝင်ပြန်မခေါ်ဘဲနဲ့အလကားပေးတာပေါ့နော်ပြန်ပြီး free ပြန်လုပ်ပေးတာအင်္ဂါမကြော်ခေါ်တာနော်ကျွန်တော်ကိုလင်းဗုဒ္ဓဦးမကြော်ခေါ်တာမဟုတ်တော့ဘူးအင်္ဂါမကြော်ခေါ်တာပုံစံပြောင်းသွားပြီနော်ကျွန်တော်ကြာပြီ3ဘက်လောက်ရှိသွားပြီနော်လာမယ့်ဘက်ကိုလည်းအင်္ဂါမကြော်ပဲနော်အများကြီးဗုဒ္ဓဦးမကြော်မခေါ်ဘူးလူဒီလောကမှာဗုဒ္ဓဦးမကြော်ပဲခေါ်တာကျွန်တော်အင်္ဂါမကြော်ခေါ်တယ်နော်ဟုတ်ပြီလားအားလုံးပဲမင်္ဂလာပါကျွန်တော်စလိုက်ကြရအောင်ဗျာနော်ကျွန်တော်ခဏလေးပဲအခုလိုက်လွှင့်တာ7မိနစ်ကြော်ပဲရှိသေးတယ်နော်ကျွန်တော်ကဏ္ဍလေးပြောလိုက်တော့မယ်ဗျာကျွန်တော်ဖုန်းကင်ပြီးပြောရတာဆိုလက်တွေညောင်းလို့ဗျာနော်ကဏ္ဍလေးပြောလိုက်မယ်ဟုတ်ပြီလားအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညနေခင်းလေးနေခင်းကတော့ပိုင်ဆိုင်သွားပြီပေါ့ဗျာမင်္ဂလာရှိတဲ့ညနေခင်းလေးကိုထပ်သွားကြမယ်ဗျာနော်အားလုံးပဲအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါ
ကဲအားလုံးပဲကျွန်တော်တို့ဒါဒီညနေအင်္ဂါနေ့ညနေ4နာရီခွဲလေးတော့သွားမယ်ဗျာနော်အဲကလေးတော့ခဏလေးပဲကျွန်တော်လွှင့်ပေးလိုက်ပါတယ်နော်ကဲတကယ်လို့အင်္ဂါနေ့ညနေ4နာရီခွဲကိုကျွန်တော်ကိုင်မဲ့ဝမ်းချင်းလေးကနှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နှစ်ခွန်မှာကျွန်တော်ခွန်ပိုကြိုက်တယ်လို့ညရပြောထားတယ်နော်နေကုံမှာခွန်နဲ့ပတ်သက်တာလေးတွေနဲ့တတိထားနော်ကြမကြတော့မသိဘူးကြိုက်တာကိုပြောတာနော်ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်အင်္ဂါနေ့ညနေ4နာရီခွဲတော့ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းပါနော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နှစ်ခွန်ဝမ်းချင်းမှာကျွန်တော်ကလေးနေပြီနှစ်နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေက20နှစ်1နှစ်5နှစ်6ဖြစ်ပါတယ်နှစ်နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးတွေက20နှစ်1နှစ်5နှစ်6ပါနှစ်နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးတွေက20နှစ်1နှစ်5နှစ်6ပါ20နှစ်1နှစ်5နှစ်6ပါတစ်ချက်လောက်ရေးပေးပါဦးနှစ်1 20နှစ်1နှစ်5နှစ်6ပါโอเคဣထကေကျေးဇူးပါ20နှစ်1နှစ်5နှစ်6ပါခွန်နဲ့ပတ်သက်တာက80ခွန်1ခွန်5ခွန်6ပါနှစ်နဲ့ဆိုရင်20နှစ်5တတိထား20နှစ်1နှစ်5နှစ်6အဲ့မှာမိတ်ဆွေတို့တတိထားမယ်ကန20နဲ့နှစ်5နော်ခွန်နဲ့ပတ်သက်လာရင်80ခွန်1ခွန်5ခွန်6 80နဲ့ခွန်5ကြိုက်တယ်နော်တတိထား20နှစ်5 80ခွန်5အဲ့ထဲမှာအကြိုက်ထပ်ရွေးပေးတာ20နဲ့နှစ်5တတိထား80နဲ့ခွန်5တတိထား20နှစ်5ရဲ့80ခွန်5ရဲ့เนาะတတိယ80ခွန်5ပိုကြိုက်တယ်ပေါ့ဗျာခွန်ကြိုက်တာဟုတ်ကဲဒါပြင်ကျွန်တော်ကြိုက် main တင်ခွက်ပြောမယ်ဗျာเนาะကျွန်တော်ကြိုက် main တင်ခွက်ကလည်းအခုအော့ကွက်ထဲမှာပါပြီးသားပါပဲเนาะကျွန်တော်ကြိုက် main တင်ခွက်က9နှစ်ကဲ9ခွန်ရဲ့ဖြစ်ပါတယ် main တင်ခွက်ပါ9နှစ်နဲ့9ခွန်ပါမိန်တင်ခွက်က50နှစ်က50ခွန်50နှစ်နဲ့50ခွန်မိန်တင်ခွက်ပါဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်ဗီဒီယို like လေးတော့ခဏလေးပဲလွှင့်ပေးလိုက်တယ်ဗျာနော်ဖုန်းကလက်ကနေကင်ထားတာဆိုတော့ညောင်းလို့နော်ညောင်းလို့ဖြစ်ပါတယ်အဲ့ဒါကြောင့်အားလုံးပဲဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲည9နာရီထိုးလွှင့်မဲ့လိုက်မှာပြန်ဆုံးမယ်ကီးရထွက်သွားပြီလေ168ကဒါမနက်က85ဆိုပြီးထွက်သွားပြီ168ဆိုပြီးကီးရထွက်သွားပြီအဲ့တော့ကြောင့်မလို့ကီးရတော့ဒီညနေမရှိဘူးเนาะဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲညနေအင်္ဂါနေ့ညနေ4နာရီကိုထပ်ပေါက်ပြီးတော့ကျွန်တော်ည9နာရီထိုးလွှင့်မဲ့လိုက်မှာအောင်ပွဲခံမယ်เนาะ9နာရီထိုးလွှင့်မဲ့လိုက်မှာအောင်ပွဲခံမယ်နော်အားလုံးပဲဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲည9နာရီထိုးလွှင့်မဲ့လိုက်ကိုလာခဲ့ဖို့အားလုံးဖိတ်ခေါ်တယ်နော်ဟုတ်ပြီလားနောက်ကျသွားလို့ဘာမှမမိလိုက်ဘူးမလုံးနဲ့နောက်ကျသွားရင်ဗီဒီယိုပြန်ရစ်ကြည့်လို့ရတယ်နော်လွှင့်ထားတဲ့ဗီဒီယိုပြန်ရစ်ကြည့်ပေါ့ဗျာနော်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါမင်္ဂလာရှိတဲ့အင်္ဂါနေ့12နာရီ10မိနစ်ကတော့ပိုင်ဆိုင်သွားပြီမင်္ဂလာရှိတဲ့အင်္ဂါနေ့ညနေ4နာရီခွဲကိုထပ်ပြီးတော့ဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲထိုးတဲ့ဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲညနေ4နာရီခွဲကို share ပေါက်ကြပါသေးလို့နော်ကိုလေးကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲည9နာရီထိုးလွှင့်မဲ့လိုက်မှာပြန်ဆုံးမယ်ဟုတ်ပြီလားဒီဗီဒီယိုမြင်လိုက်တဲ့သူတွေအားလုံးပဲည9နာရီထိုးလွှင့်မဲ့လိုက်ကိုလာခဲ့ဖို့အားလုံးဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါစင်ပေးကြပါစေပေါက်ကြပါစေညနေလေနော်အားလုံးမတက်တာပါ